အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့တင်ပြပါသလားဆိုတဲ့ဗီဒီယိုလေးမှာတော့တရိတ်ဆန်အကောင့်လေးတွေနဲ့ပတ်သက်ပြီးသူတို့ရဲ့လူသိနေတဲ့ထူးခြားချက်လေးတွေကိုအားလုံးအတွက်မျှဝေပေးသွားချင်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာတော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်နံပါတ်1ငမန်းတွေမှာအယုံမရှိဘူးပြောရမယ်ဆိုရင်တော့လူတွေနဲ့အခြားအယိုးရှိတဲ့တရိတ်ဆန်တွေမှာကယ်ဆီယမ်နဲ့တတုဓာတ်တွေပါဝင်တဲ့အယိုးအမာတွေရှိကြပြီးငမန်းတွေရဲ့အယိုးမှာတော့ကယ်ဆီယမ်နဲ့တတုဓာတ်တွေအများကြီးမပါဝင်တဲ့အတွက်အဲ့ဒီလိုအယိုးအမာတွေမရှိကြပါဘူးသူတို့ရဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်ကြောယုမှအယိုးစုတော့ရှိပြီးအဲ့ဒီအယိုးစုတစ်ခုလုံးကိုလည်းအယိုးနုလို့ခေါ်တဲ့ခါတလေးဆိုတဲ့ပျော့ပြောင်းတဲ့တစ်ရှူတွေနဲ့သာတိစောက်ထားတာဖြစ်ပါတယ်လူတွေမှာဆိုရင်တော့နှာခေါင်းနဲ့ရွက်တွေမှာရှိတဲ့အယိုးနုတစ်ရှူတွေဖြစ်ပါတယ်ဒါကြောင့်အများအားဖြင့်ငမန်းတွေမှာအယိုးမရှိဘူးလို့ပြောကြလေးရှိပါတယ်။တကယ်တမ်းတော့သူတို့မှာအယိုးအမာတွေမရှိပဲအယိုးနုနဲ့တိစောက်ထားတဲ့ခန္ဓာကိုယ်ကြောယုမှာအယိုးစုတော့ရှိပါတယ်။အယိုးနုဖြစ်တာကြောင့်ငမန်းတွေဟာပိုပေါ်ပါပြီးရေထဲမှာလျင်မြန်စွာလှုပ်ရှားသွားလာနိုင်ကြပါတယ်။နံပါတ်2လင်းမိုင်နဲ့ဝေးလာငါးတွေဟာငါးတွေမဟုတ်ကြပါဘူး။တကယ်တော့လင်းပိုင်နဲ့ဝေးလာငါးတွေကငါးတွေမဟုတ်ကြပဲရေနေနိုးတိုက်တော်ဝါတွေဖြစ်ပါတယ်။သူတို့ဟာငါးတွေလိုပဟန်နဲ့ရေထဲကအောက်ဆီဂျင်ကိုရှူရှိုက်တာမဟုတ်ပဲအဆုံနဲ့လေကိုရှူရှိုက်ကြတာဖြစ်ပါတယ်။ဒါကြောင့်ရေမျက်နှာပြင်ပေါ်ကိုတက်ပြီးမှသာအသက်ရှူကြရပါတယ်။သူတို့လည်းရေနစ်ပြီးသေဆုံးနိုင်ပါတယ်။နောက်ထပ်ငါးတွေနဲ့မတူတဲ့အချက်ကတော့ငါးတွေကပတ်ဝန်းကျင်ရဲ့အပူချိန်အတိုင်းပြောင်းလဲတဲ့သွေးအေးတော်ဝါတွေဖြစ်ပြီးအများစုဟာဥဥပြီးတာပေါက်ကြပေမဲ့လင်းပိုင်နဲ့ငါးတွေကတော့သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုပုံမှန်အတိုင်းထိန်းထားနိုင်တဲ့သွေးနေတော်ဝါတွေဖြစ်ကြပြီးဗိုက်ထဲမှာတရေကြီးကတရေသားကိုတိုက်ရိုက်မွေးဖွားကြတာဖြစ်ပါတယ်။ဒါအပြင်သူတို့ရဲ့သားငယ်တွေကိုနှုတ်တိုက်ကြွေးပါတယ်။ဒါကြောင့်လင်းပိုင်နဲ့ဝေးလာငါးတွေဟာငါးအမျိုးအစားတွေမှာမပါဝင်ပဲရေနေနှုတ်တိုက်တော်ဝါတွေဖြစ်ကြပါတယ်။နံပါတ်3ရွှေငါးလေးရဲ့မှတ်ဉဏ်ကစက္ကန့်လောက်ပဲခံနေဆိုတဲ့ဒီအယူအဆကအမှားပါတယ်။ရွှေငါးတွေရဲ့မှတ်ဉဏ်ကရက်တရပတ်နဲ့လပေါင်းများစွာကြာတဲ့အထိမှတ်ဉဏ်တွေရှိနေနိုင်ပါတယ်။နေရာတွေကိုလည်းမမိနိုင်ပါတယ်။သူတို့ကံရဲ့အထက်ကအရာဝတ္ထုတွေရဲ့တည်နေရာတွေကိုမှတ်မိနိုင်ပြီးအစာကျွေးရဲ့နေရာတွေကိုလည်းမှတ်မိနိုင်ပါတယ်။အချိန်တွေကိုလည်းမှတ်မိနိုင်ပြီးအစာကျွေးတွေနေမှာတက်ကြလာတာကိုလည်းတွေ့ရနိုင်ပါတယ်။အလေးအကျင့်တွေကိုပါသင်ယူနိုင်ပါသေးတယ်။ဥပမာခေါင်းလုံးတန်ကြရင်အစာစားဖို့သင်ယူတာမျိုးပါ။အန်ဒီရတွေကိုလည်းမှတ်မိနိုင်ပြီးသူတို့ကိုအန်ဒီရပြုခဲ့တဲ့အရာဒါမှမဟုတ်လူတွေရဲ့မျက်နှာကိုပါခွဲခြားမှတ်မိနိုင်ပြီးရှောင်ရှားနိုင်ကြပါတယ်။ရွှေငါးလေးတွေအပြင်အခြားငါးမျိုးစိတ်တွေလည်းများစွာရှိနေတဲ့အတွက်အမျိုးအစားပေါ်မူတည်ပြီးမှတ်ဉဏ်လေးတွေတော့ကွာခြားနိုင်ပါတယ်။ငါအချို့ရဲ့မှတ်ဉဏ်နဲ့ပတ်သက်ပြီးလေ့လာမှုတွေအရဆယ်မွန်ဟာဆိုရင်သူတို့ရဲ့နှစ်ပေါင်းများစွာဝေးလံတဲ့ပင်လယ်ပြင်မှာသွားလာပြီးတဲ့နောက်သူတို့ရဲ့မွေးဖွားတဲ့နေရာကိုအနက်ခံပြီးပြန်လာနိုင်ကြတယ်လို့သိရပါတယ်။နောက်ပြီးငရှင်ဆယ်မွန်တွေလိုပဲငရှင်တွေဟာလည်းသူတို့ရဲ့မွေးရမြေကိုနှစ်ပေါင်းများစွာအကြာမှာပြန်လာနိုင်ကြပါတယ်တဲ့။တဏ္ဍာကြောက်တန်းလေးတွေမှာနေထိုင်တဲ့ကြောက်တန်းငါးတွေမှာလည်းသူတို့ရဲ့ပိုင်နက်နေမြင့်နဲ့အခြားငါးတွေရဲ့တည်နေရာကိုတိတိကျကျမှတ်မိနိုင်ကြပါသေးတယ်။အိမ်မွေးငါးတွေမှာဆိုရင်လည်းသူတို့ရဲ့ပတ်ဝန်းကျင်ကိုမှတ်မိနိုင်ပြီးအစာကျွေးတဲ့သူကိုလည်းမှတ်မိနိုင်ပါတယ်။အချို့ဆိုလေ့ကျင့်ပြီးရင်လက်ကွက်လေးတွေတောင်လုပ်ပြနိုင်ကြပါသေးတယ်။ဒါကြောင့်သိပ္ပံနည်းကျလေ့လာမှုတွေအရငါးတွေဟာသူတို့ရဲ့မျိုးစိတ်နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးမှတ်ဉဏ်တွေအနေအများကွဲပြားပြီးရှိကြောင်းဖော်ပြထားကြပြီးစက္ကန့်ပိုင်းပဲမှတ်မိရဆိုတဲ့အယူအဆကတော့တကယ်မဟုတ်ပါဘူး။နံပါတ်4ဇီကွက်တွေကသူတို့ရဲ့မျက်လုံးတွေကိုမလှုပ်ရှားနိုင်ဘူးဒါကတော့ဇီကွက်တွေရဲ့ထူးခြားတဲ့အရာပါဇီကွက်တွေဟာသူတို့ရဲ့မျက်လုံးကမျက်လုံးအိမ်ထဲမှာမလှုပ်ရှားနိုင်ကြပါဘူးသူတို့ရဲ့မျက်လုံးကပြုတ်ပုံစံဖြစ်ပြီးဥကောင်းခုံထဲမှာတင်းတင်းကြပ်ကြပ်တည်ရှိနေတာကြောင့်ပင်ညာအပေါ်အားမလှုပ်ရှားနိုင်ကြတာပါဒါပေမဲ့သူတို့ရဲ့လေဘင်းကိုတော့180ဒီဂရီကနေ290ဒီဂရီအထိအလှည့်နိုင်စွာရှိကြပါတယ်ဒါကြောင့်သူတို့ဟာပတ်ဝန်းကျင်ကိုသူတို့ရဲ့ဥကောင်းတစ်ခုလုံးလှည့်ပြီးကြည့်ရှုကြပါတယ်ဇီကွက်လေးတွေဟာမျက်လုံးကိုသာမလှုပ်ရှားနိုင်ပေမဲ့အလွန်ကောင်းမွန်တဲ့အမြင်အာရုံနဲ့အကြားအာရုံကိုတော့ပိုင်ဆိုင်ထားကြပါတယ်။ဇီကွက်တွေဟာအမောင်ထဲမှာတော့လူသားတွေထက်အစပေါင်းများစွာပိုမြင်နိုင်ပြီးသူတို့ရဲ့နေရွက်တွေဟာအတန်လာရာကိုတိကျစွာခွဲခြားနိုင်ကြပါတယ်။အချို့ဆိုရင်မြေအောက်မှာလှုပ်ရှားနေတဲ့ကြွက်တွေရဲ့အတန်ကိုတော့ကြားနိုင်ကြတယ်လို့သိရပါတယ်။နံပါတ်5သဲကန္နာရဘရင်ကလအုပ်တွေဟာသူတို့ရဲ့ဘိုးတွေမှာရေမသိမ်းထားပါဘူး။
ကလာအုပ်တွေရဲ့ဘိုးမှာရေကိုတင်ထားတယ်လို့အများစုကထင်ရှားကြပေမဲ့တကယ်တမ်းတော့သူတို့ရဲ့ဘိုးမှာတင်ထားတာတွေကအစီတွေပါသူတို့ရဲ့ဘိုးတွေကရေကိုထည့်ထားဖို့သုံးတာမဟုတ်တယ်လို့အဲ့ဒီလိုတင်ထားနိုင်စွမ်းလည်းမရှိကြပါဘူးသူတို့ရဲ့ကြောကုန်းပေါ်မှာရှိနေတဲ့ဘိုးဟာအစီတွေကိုတူလောင်ထားတာဖြစ်ပြီးစွမ်းအင်နေကြီးကိုထုတ်ယူဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့သူတို့ရဲ့ဘိုးမှာရှိတဲ့အစီတွေကိုခြေဖြတ်ပြီးလိုအပ်တဲ့ရေနဲ့စွမ်းအင်အဖြစ်ပြောင်းလဲယူတာပါဒါပေမဲ့ဒီအစီတွေကိုခြေဖြတ်တဲ့အခါမှာအရေအနှဲငယ်ထွက်လာတာမှန်ပေမဲ့ဒါဟာကလောက်တွေအတွက်အဓိကရေးသိမ်းဆဲတဲ့နည်းတော့မဟုတ်ပါဘူးပူပြင်းချောက်သွေးတဲ့ကန္နာရတွေမှာရှက်တန်နိုင်တဲ့သူတို့လေးတွေမှာထူးခြားချက်တွေကအများကြီးရှိနေပါတယ်။သူတို့ဟာရေကိုချွေတာနိုင်စွမ်းရှိကြပါတယ်။ဘလို့နီးလန်းနေလဲဆိုရင်တော့သူတို့ရဲ့ခန္ဓာကိုယ်ကချွေအနှဲငယ်ပဲထုတ်ကြပါတယ်။နောက်ပြီးစီးဟာလည်းအလုံးဖြစ်ပြီးရေပါဝင်မှုနေပါတယ်။မစင်ကလည်းအလုံးချောက်သွေးကြပါတယ်။ရေမတောက်ပဲရက်ပေါင်းများစွာအထိရှက်တန်နိုင်ကြပြီးတဲမုံတိုင်းတွေတိုက်တဲ့အခါမှာလည်းတဲတွေနှာခေါင်းထဲမဝင်အောင်သူတို့ရဲ့နှာခေါင်းတွေကိုပိတ်ထားနိုင်စွမ်းရှိကြပါတယ်။နောက်ပြီးခြေပေါ်ကသူတို့ခြေဘဝတွေဟာခြေပြက်နာကြောင်းတဲပြင်ပေါ်မှာနှိမ့်ဝင်မသွားပဲအလွယ်တကူရှောက်သွားနိုင်ကြပါတယ်။ဒါအပြင်အစာစားရမှာလည်းတဲကန်နာရမှာပေါက်ရောက်နေတဲ့ကြမ်းတမ်းတဲ့အပင်တွေစူးပင်တွေကိုတော့စားနိုင်ကြပါတယ်တဲ့။ဒါဆိုရင်တော့ဒီတရိတ်ဆန်အကောင်လေး9ကောင်ရဲ့ထူကြပြီးလူသိနေတဲ့အချက်လေးတွေကိုအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားပါအောင်မယ်။ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။